strategy လည်းတိချာမရှိဘဲနဲ့ boosting တွေပဲလုပ်နေမယ်ဆိုလို့ရှိရင်အဲ့လိုကြီးပေးနေရတာတူတူပဲလေ ဒီလောက်လည်း app ကိုအများကြီးတောင်းလိုက်ရပဲဆမ်မတက်ကလည်းကြောက်မှတော့မလား ဟဲ့ဒီပါဦးအမတင်ထားတဲ့ post ကြီးကြည့်ရအောင်post ဖြစ်ပြီးတော့ပဲတင်ထားတာရင်းနဲ့ကျောင်းလက်ခံပါပြီဆိုရင် save ဖို့တည်ပဲ link တင်နေတာကိုပြီးတော့မှဒါတွေပဲ boost လိုက်တာကလား ဟုတ်တယ်လေအဲ့လိုပူးစုံလိုက်လူအများကြီးစီရောက်သွားပြီကျောင်းသားတွေအများကြီးရောက်လာမယ်ထင်လို့ပေါ့ အဲ့ကြောင့်မမရဲ့ပတ်စံနဲ့လက်ကားဖြစ်နေပေါ့ strategy လည်းတိချာမရှိဘဲနဲ့ boosting တွေပဲလုပ်နေမယ်ဆိုလို့ရှိရင်အဲ့လိုကြီးပေးနေရတာတူတူပဲလေ ရှင်းအလူကြီးဟုတ်လား ဟုတ်တယ်လေကျောင်းသားရင်းနဲ့မိဘတွေကအကြောင်းညာ post တစ်ခုကိုမြင်အောင်နေပညာရေးဖို့ပေါင်းလိုက်တာလည်းမလုပ်ကြအောင်ဒါအရင်ဆုံးတို့ယုံကြည်လာ awareness content နေနဲ့ဆွဲဆောင်အောင်နေပြီးလို့ရှိရင်ကျောင်းရအားသာချက်တွေရှင်းပြတဲ့အစဉ်စဉ်နဲ့တွားရမှာ အော်ဆိုလိုတာက content fan နဲ့တေချာမရှိပဲနဲ့ boost နေလို့မထိရောက်တာပေါ့ ဒါပေါ့ content strategy တိတိကျကျလေးရှိထားမှာကျောင်းသားမိဘတွေကလည်းကျောင်းအောင်တည်သွားမယ်နောက်ပြီးတော့တို့ကယုံနေယုံကြည်နေတာပေါ့ ကဲကို့ကြောင့်ရဲ့ marketing budget တွေရောအဲ့လိုလို့သလိုဖြစ်နေပြီလား ကျောင်းပွင့်ခါနေကျောင်းသားတက်တင်များလို့စိတ်ညစ်နေမယ့်အစား strategy ကောင်းကောင်းနဲ့ marketing လုပ်ထားခြင်းနဲ့ဆိုရင်ရိုးရှင်းရှင်း marketing agency ကိုအခုပဲဆက်သွယ်လိုက်တော့နော်